notebook ပဲတူရပါမယ်ပတ်စံအဲ့မှာပတ်စံနဲ့ဘယ်လောက်ရှိလဲဒီထဲမှာ line တော့ရှာလိုက်ပါဦးမယ် TikTok တဲ့ဝင်လာတယ်ဟာလမ်းထင်းကတော့ပုံဆိုင်တော့အော်မှ900ပဲဟာတော့ဝယ်တင်နေပြီတော့ဝယ်တင်ဆိုင်တာဘယ်လောက်ဝယ်ကောင်းလဲဒေါ်လာ100ပဲယူပါမယ်ကောင်းတယ်ဒေါ်လာ100ရပြီစီတော့လက်ပုတ်လေးတော့ဝယ်လိုက်တော့မယ်အန်တီရဲ့နှုတ်ပုတ်တွေရတယ်လားအေးရတယ်သမီးလေးဒီမှာပဲနော်နှုတ်ပုတ်တွေကသမီးကြီးမှာဒေါ်လာ100ပဲပါတယ်နော်စိတ်မပူနဲ့ဒေါ်လာ100ဆိုရင်ဒီရလေးရဲ့ဒီရလေးရဲ့ပြလိုက်မယ်ဒီလိုဒေါ်လာ100ပြေးရလို့တယ်အန်တီလို့ဆိုင်ကကီချင်းလေးတစ်ခုလည်းပေးနေတယ်သမီးကြိုက်တဲ့ဟာလေးရွေးလိုက်နော်ကျေးဇူးပဲအန်တီဒီမှာပတ်စံထားပေးလိုက်ဟာကီချင်းလေးရွေးကောင်းတယ်အန်ဒီဒီကင်းချင်းလေးယူတင်နေအန်ဒီဖြုတ်ပြီးမယ်နော်ဒီမှာနော်ဒီကင်းချင်းလေးရအဆူယူပါပြီနော်ဒီကင်းချင်းလေးကိုနော်ရတာကင်းချင်းလေးစင်နဲ့မှထည့်လိုက်မယ်ဒီလိုပဲဝင်တယ်လာစတိကားတွေပါတယ်ရောဒီထဲမှာထည့်ထားလိုက်မယ်ဒီနောက်ပုံကြီးအခုစောင်းမယ်ဒီကတော့ဒီမှာပုံဆွဲရတာရယ်နမူနာတွေကပြလာတယ်ဒီမစတိကာအရာလေးတွေလုပ်ရတယ်လာလေဆွဲကြည့်ကြည့်နေစတိကာလေးကလာဘုစတိကာလေးရဲ့လောက်ကြည့်ကြည့်နေရင်တိုင်ရွက်နိုင်ရွက်3ရက်4ရက်ဟာပြီးဒါလေးပြန်ညက်ပြီးဒီတွင်းနဲ့ပြန်ထားလိုက်ဗီဒီယိုလေးကရှင်းနေပြီနော်3မိနစ်ကျော်အိပ်ဖြစ်နေပြီးခဲ့မြဲကြည့်ပေးပါအဲဒီလေးကျူကတ်ထားလိုက်မယ်နော်စတေကာလေးတွေကကတ်သွားပြီးစတော့ဒါလေးရဲ့ဖိလိုက်မယ်ဘာလို့ဘာလို့ဆက်တင်နေလဲမအယောင်စုံလေးတွေပေါ့နော်တို့ငါပြေးရတာဒီဘွဲရတာဖင်အောက်ထဲထိုးခဲ့ဘူးမဟုတ်ခါအောင်ဒီကပြီးွားပြီးလာတယ်လို့ရေးခဲ့ပြီနော်အားလုံးပဲဘိုင်ဘိုင်